ဒီပရွက်စိတ်တွေကတကယ်ကိုကြောက်စရာကောင်းလုံးပါတယ်ပုတ်ပိုင်းကတိကျင်စိမ့်နဲ့ခဏလေးတွားကြည့်မိယုံတင်ရှိသေးတယ်သူတို့ကချက်ချင်းဆိုသလိုပုတ်ပိုင်းရဲ့အိမ်ကိုပြစ်မှတ်ထားပြီးခြိတက်လာကြတော့တာပါပဲတကားပိတ်ထားရင်ရပြီလို့သူထင်ခဲ့ပေမဲ့ပရွက်စိတ်တွေကခဏလေးတွင်းမှာတကားတစ်ခုလုံးကိုစားပစ်လိုက်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူးအိမ်ထဲကိုအတင်းတိုးဝင်လာတာကိုမြင်တော့ပုတ်ပိုင်းလဲလန့်သွားပြီးတစ်သားချောင်းတွေကိုကွေးပြီးအတားအဆီးလုံးရှိကနေတံပုံးနဲ့ပိတ်ချလိုက်ပါတယ်ဒီလောက်ဆိုလုံလောက်ပြီလို့သူထင်ပြီးလှည့်ထွက်သွားတဲ့အချိန်မှာပဲစူပေါင်းဖွဲ့စည်းလိုက်ပြီးအားနဲ့တွန်းကအဖုံးကိုဖွင့်ချလိုက်ပါတယ်ပုတ်ပိုင်းကတော့ဘာမှမသိပဲတကားပြင်ရင်အလုရှုံနေတုံးပေါ့နောက်တစ်စက္ကန့်မှာပဲခြံစည်းရိုးတွေဟာလျှက်စီးလက်တလို့အမြန်နှုံးနဲ့ဖျက်ဆီးခံလိုက်ရပါတယ်သူသတိထားမိတဲ့အချိန်မှာတော့အားလုံးကနောက်ကျသွားပါပြီဒီပရွက်စိတ်တွေကလည်းအလျှော့မပေးပဲအိမ်စီကိုတနက်မတ်မတ်ဥတီလာကြပါတယ်ပုတ်ပိုင်းလဲစိတ်တူတူနဲ့လမ်းကျိတ်ဆက်ကြီးထုတ်ပြီးသူတို့ကိုလိုက်ကြိတ်တာပေါ့ဒါပေမဲ့ဒီပရွက်စိတ်တွေကအပြောမဟုတ်ပါဘူးသူတို့ကရုတ်တရက်နောက်လဲလိုက်ပြီးတရားကိုအမြန်ဖျက်ချလိုက်တာကြောင့်ပုတ်ပိုင်းတယောက်ရေထဲကိုပြုတ်ကျသွားပါလေရောရေထဲကပြန်တက်လာတဲ့ပုတ်ပိုင်းဟာတကယ်ကိုဒေါသထွက်သွားပြီးကော်ပြားနဲ့အိမ်ပက်ပက်လဲကိုမြောင်းနဲ့ကြီးတူးပြီးတော့ရေတွေဖြစ်ပြီးအခိုင်အမာကာကွယ်လိုက်ပါတယ်ပရွက်စိတ်တွေရောက်လာတဲ့အခါမှာတော့မြောင်းကြီးကိုကြည့်ပြီးစွန့်သွားကြတာပေါ့ပုတ်ပိုင်းကတော့အောင်းနိုင်သူအလားကျေနပ်သွားပြီးအိမ်ထဲဝင်ကစာအုပ်ဖတ်ပြီးအေးဆေးဆေးနားနေလိုက်ပါတယ်ဒါပေမဲ့ပုတ်ပိုင်းတစ်ခုမေ့သွားတာကသူတို့မှလည်းနီးလန်းရှိတယ်ဆိုတာပါပဲပရွက်စိတ်တွေကတန်ဘူးခုံကိုလှေလုပ်ပြီးရေမြောင်းကိုဖျက်ကျော်လာကြပါတယ်ပုတ်ပိုင်းနွားနို့တောက်မလို့ပြင်းနေလုံးမှာပဲမျက်စိရှိတင်စပွဲကြီးကအကိုက်ခံလိုက်ရပြီးပျောက်ကွယ်သွားပါတယ်ဒါကအစပဲရှိပါသေးတယ်သူတို့ကပရီဘောဂတွေမကပဲသူထိုင်နေတဲ့ကလထိုင်ကိုပါစားပစ်လိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့အိမ်နံရံတွေကိုစက်တိုက်တိုက်ခိုက်ကြပြီးစက္ကန့်ပိုင်းအတွင်းမှာပဲအိမ်တစ်လုံးလုံးဟာရေချိုးကန်လိုမျိုးတန်တဲ့ပစ္စည်းတွေကလွဲလို့ဘာမှမကြံတော့ပဲအားလုံးအစားခံလိုက်ရပါတယ်ပျော်ပါနေတဲ့ပရွက်စိတ်တွေကိုကြည့်ပြီးပုတ်ပိုင်းဒေါသအဆုံးစွန်ထိရောက်သွားပါတော့တယ်သူချက်ချင်းပဲဟင်းနုနယ်ရွက်ဘူးကိုဖောက်စားလိုက်ပြီးရလာတဲ့အားအင်တွေနဲ့တန်မဏိပြားအထက်လိုက်ကြီးကိုမလာခဲ့ပါတယ်ခဏလေးတွင်းမှာပဲဘသူမှဖျက်လို့မရတဲ့တန်မဏိအင်ကြီးတစ်လုံးကိုစောက်လိုက်ပါတယ်ပရွက်စိတ်တွေကတော့အစာတစ်တွေ့ပြီဆိုပြီးဝမ်းသာအားရပြေးခဲ့ကြပေမဲ့ဒီတစ်ခါတော့သူတို့ကံမကောင်းတော့ပါဘူးဘလောက်ပဲစူးစမ်းပြီးခဲကြပါ